လူတစ်ယောက်ဟာရေတစ်ဆက်အတွက်ဒေါ်လာ1000ပေးခဲ့ရပေမဲ့သူကပျော်ရွှင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ချိန်လုံးကမိန်းကလေးတစ်ယောက်ကသူ့ဘဝတစ်လျှောက်လုံးမိုးရွာတာကိုမုန်းတယ်လို့ပြောခဲ့ဘူးလို့ပါပဲအဲ့ဒီစကားကြောင့်မြို့တစ်ခုလုံးရဲ့ရေပေးဝေမှုတွေခန်းချောက်သွားပြီးမြစ်ထဲကငါးတွေတောင်ရေငက်လွန်းလို့ယူမတက်ဖြစ်နေကြတဲ့အဲ့ဒီမိန်းကလေးရဲ့အသေးဆွဲပန်းလေးကလည်းရေမရလို့ညှို့တော့မဲ့အခြေအနေရောက်နေတယ်သူမကထိတ်လန့်တကြားအိမ်ကိုပြေးသွားတယ်တကားတွေပြတင်းပေါက်တွေအကုန်လုံးကိုပိတ်လိုက်တယ်ပန်းချကားတစ်ချက်ကိုဖယ်လိုက်တဲ့အခါမိခင်တစ်တာတစ်ခုပေါ်လာတယ်သူမကအထဲကနောက်ဆုံးကျန်တဲ့ရေတစ်ခွက်ကိုထုတ်ယူလိုက်တယ်ဒါပေမဲ့မတော်တဆချော်လဲသွားပြီးရေတွေဟာချက်ချင်းပျောက်ကွယ်သွားပါတော့တယ်ပန်းလေးကလည်းကူကယ်ရမဲ့စွာညှဉ်းညူနေတဲ့မိန်းကလေးကပန်းညှိုးနှွမ်းတာကိုမကြည့်ချင်တာကြောင့်ရေပုံပိုင်ကိုအသေးတန်ဖွင့်လိုက်ပေမဲ့ရေတစ်စက်မှမကျလာပါဘူးရုတ်တရက်ရေဆောက်နှက်သမီးတစ်ပါးပေါ်လာပြီးမိုးရွာတာကိုမုန်းတယ်လို့ပြောခဲ့တဲ့အတွက်မြို့တစ်ခုလုံးရေတွေခန်းသွားတာပဲလို့အဖြစ်တင်လိုက်တဲ့မိန်းကလေးလည်းသူ့အမားကိုနောက်ဆုံးမှသဘောပေါက်သွားတယ်ဒါကြောင့်ရေဆောက်နှက်သမီးကမိုးနှက်မင်းကြီးကိုသွားပြီးတောင်းပန်ဖို့နဲ့အေးရေးခက်ခဲကိုအတူတူဖြေရှင်းဖို့သူမကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်သူမကတက်လေကားကိုဆင့်ခေါ်လိုက်ပြီးသူတို့နှစ်ဦးဟာတိမ်တိုက်တွေစီကိုတက်သွားကြတယ်မိန်းကလေးဟာမိုးနှက်မင်းကြီးနဲ့တွေ့ဆုံလိုက်ရတယ်ဒါပေမဲ့မိုးနှက်မင်းကြီးကသူတို့ကြောင့်ငိုမှသာမိုးရွာအောင်လုပ်ပေးနိုင်မယ်လို့ပြောတယ်မိုးနှက်မင်းကြီးကိုငိုစေဖို့အတွက်မိန်းကလေးကကဘာပေါ်မှာအဝမ်းနည်းဆုံးတခြင်းကိုဖွင့်ပြလိုက်တယ်ကဲပဲမိုးနှက်မင်းကြီးမျက်ရည်ကျလာတဲ့မိန်းကလေးကလည်းသူ့ပတ်ဝန်းကျင်မှာစက်သွန်တွေစက်တိုက်လှီးဖြတ်ပေးနေတဲ့ချက်ချင်းဆိုသလိုမိုးနှက်မင်းကြီးဟာအယူမူငိုကြွေးတော့တယ်သူ့မျက်ရည်တွေကလှေကားကနေတဆင့်ကဘာမြေပေါ်ကိုစီးဆင်းကျလာတဲ့မြေကြီးဟာပြန်လဲအသက်ဝင်လာပြီးညှိုးနှွမ်းနေတဲ့ပန်းလေးလည်းပြန်လဲလန်းဆန်းလာပါတော့တယ်